လာပါခင်ဗျာရက်ွက်လေလမ်းမမေးဒီမှာကျွန်တော်တို့ဝေယူပြီးเนาะကျွန်တော်တို့စီပွားရေးတခုခုလုံးမလားဆိုင်ဖွင့်မလားကားဘောရှော့ဖွင့်မလားဒါမှမဟုတ်ကားရည်စီးခုံလုပ်မဲ့တထေးတွေအတွက်အမေနေအရန်ကောင်းတဲ့နေရာတခုလာရောက်မိတ်ဆက်ပြလို့ခင်ဗျာကျွန်တော်လမ်းမကြီးနေဝင်ဆိုရင်ကျွန်တော်10 မိနစ်ကျော်ရမှာသူကဒီတာချလိတ်မိုင်းဖုန်းလမ်းမကြီးနေဝင်တော့ဆိုရင်ကျွန်တော်နီးလေးပဲဗျာကျွန်တော်ရှမ်းဒီနတ်စင်ကွင်းလမ်းနဲ့လဲလာလို့ရတယ်ဒါမှမဟုတ်ကျွန်တော်လင်းပြန်ကွင်းလမ်းဆောင်ကနေဝင်လာလေးရပါနော်အဝင်လမ်းတော့များပဲခင်ဗျအဝင်လမ်းဝင်လမ်းထွက်လဲအရန်တာတယ်ပေါ့နော်ကျွန်တော်ဒီမှာရှမ်းနဲ့စင်ကွင်းကြော်လာနည်းနည်းကြော်လာပြီးကျွန်တော်ညာပဲချိုးလိုက်စရင်အဲ့မှာရွှေမဟာမဲခေါင်ကုမ္ပဏီကျွန်တော်ရှိရပါနော်ရွှေမဟာမဲခေါင်ကုမ္ပဏီနဲ့ကြော်လာရင်ရောက်ပါပြီခင်ဗျသူကဒီလမ်းဆိုရင်ပေ40လမ်းပေါ့နော်ရက်ွက်လဲလမ်းမမေးတင်ပေါ့နော်ဟောင်လိတ်ရှမ်းကွင်းအကျော်မှာပဲတည်ရှိပါတယ်ဒီအကွက်ပေါ့နော်ဒီအကွက်ကျွန်တော်ဆက်ရဆက်တန်းလဲစုံမယ်ခင်ဗျသူကမျက်နှာစာပေ120เนาะပေ40ဝယ်ယူပြီးကျွန်တော်စီပွားရေးလုပ်မလားဒါမှမဟုတ်ကားရည်စေးခုံမလားအခြားသောစီပွားရေးလုပ်တဲ့ကောင်းတဲ့နေရာလည်းဖြစ်ပါတယ်ဈေးနှုန်းခေါ်တော့ပတ်တင်90ကိုအရှော့တင်းရှိတယ်ခင်ဗျာเนาะကျွန်တော်ရက်ွက်လဲလမ်းမမီတင်ဖြစ်တာမှာအရန်ပဲနေရာကောင်းပါတယ်နေရာအရန်ကောင်းတဲ့နေရာဖြစ်ပါတယ်ကြွရလူချင်းမနဲ့စိတ်ဝင်စားစေအသေးပြီးစိတ်မြင်းမြန်းပြီးလာရောက်ကြည့်ရှုလဲလာနိုင်ပါခင်ဗျာကျေးဇူးပါတယ်ခင်ဗျာ